TV ဈေးအကြောင်းပြောနေတဲ့အခါမှာအခုလို online ပေါ်ကနေအရန်ချောတဲ့ဆရာကြီးဆရာမတွေဆရာလှမ်းပြီးတော့မှာတောက်လိုက်မယ်လို့လုပ်လို့မရပါဘူး TV ဈေးဆိုတာသူ့ရဲ့TV ယောဂနဲ့ပတ်သက်တဲ့เนาะဒီတိုက်ဖြတ်ရေးဌာနတွေဒီကျန်းမာရေးဌာနတွေနောက်ပြီးတော့ဒီစေပေးကန်းဆိုလည်း TV ယောဂနဲ့ပတ်သက်တဲ့ဆေးတွေကိုပေးပြီးတဲ့เนาะကျန်းမာရေးဆေးကန်းတွေကနေပြီးတော့ TV ဈေးကိုရယူရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ TV ဈေးတွေက side effect များတယ်လို့လူတစ်ယောက်နဲ့တစ်ယောက်တောက်ရတဲ့ dosage တွေလည်းမတူဘူးခန္ဓာကိုယ် body weight တွေနဲ့တေချာတွက်ပြီးတောက်ရတယ်နောက်တစ်ခုကခုနပြောသလိုပဲ TV ယောဂကိုတွေးသည့်တိုင်လက္ခဏာရှိရဆိုရင် TV ဈေးတောက်ရတယ်။နောက် TV လက္ခဏာမရှိဘူးဆိုလို့ရှိရင်ပိုးကနေပြီးတော့ယောဂမဖြစ်လာအောင်ကာကွယ်တဲ့ဆေးတောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ TV ဈေးကိုတောက်တဲ့အခါမှာမှန်ကန်စွာနဲ့ရွေးချယ်ပြီးတော့နောက်ဆိုရင်စိတ်ကင်းစွာနဲ့ကိုကာကွယ်စောင့်ရှောက်နိုင်မယ်လို့ကျွန်မယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုလည်းကျွန်မအဲ့ဒီရည်ရွယ်ချက်နဲ့ share ပေးခြင်းဖြစ်ပါတယ်အခုလိုမျိုးကျမ်းမာရေးအတွက်မျှဝေတဲ့ကျွန်မရဲ့ဗီဒီယိုလေးနဲ့အတူစိတ်ပညာဆိုင်ရာပညာလေးတွေကိုမျှဝေပေးနေတဲ့ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင်တော့ YouTube ကနေပြီးတော့ Dr. Ibrahim Theory Caring and Counseling ဆိုတဲ့ page လေးကိုနော်ရှာပြီးတော့ subscribe လေးလုပ်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်အဲ့ဒီ channel လေးထဲမှာဆိုရင်ကျွန်မကျမ်းမာရေးနဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေနောက်တစ်ခါကျတော့ဒီစိတ်ပညာနဲ့ဆိုင်ရာဗီဒီယိုလေးတွေကိုကျွန်မ share ပေးထားတယ်ပေါ့နော်ကိုယ်ခန္ဓာကိုယ်အကြောင်းလည်းကိုသိရမယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအကြောင်းကိုလည်းသိရမယ်ပေါ့ဒါမှနေ့စဉ်သူကသွားလာလှူရှားတဲ့အခါမှာအကုန်လုံးကကျမ်းမာပျော်ရွှင်မှုကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်